သူများနိုင်ငံနဲ့အဝင်ခွင်ကြဖြစ်အောင်မူတည်လေးပေးပါဦးနော်အကိုတခုပြောပြမယ်ပေါ့နော်မြန်မာတွေကသူများနိုင်ငံနေဆိုအရန်အထင်ကြီးကြတယ်အရန်ကြောက်ကြတယ်ဒါမြန်မာတွေရဲ့ဒါဟိုအကျင့်တွေပေါ့နော်ဟိုတခြားနိုင်ငံလူတွေဆိုရင်အရန်ကုတ်ပြီးတော့ကြောက်တယ်အိမ်မှာဆိုရင်ကိုယ့်ရဲ့နိုင်ငံမှာဆိုအင်ဂျယ်တွေကြီးပဲပေါ့နော်အဲ့လိုမျိုးအတွေးခေါ်ကိုပြောင်းပါဘယ်နိုင်ငံမှမဆိုလူတွေပါကြီးပါပဲအကိုတို့ဆိုတာနိုင်ငံတကာလူတွေနဲ့ဖြတ်တန်းလာတယ်African Maldives just name it အကို North Korea လူတွေတောင်အကိုမြင်ဘူးတယ်တငယ်ချင်းတွေလည်းဖြစ်ဘူးတယ်ဒါတော့ North Korea South Korea တော့မဟုတ်ဘူးเนาะပြောပြတာဒါပေမဲ့လူတွေဆိုတာလူတွေကြီးပါပဲအဝင်ခွင်ကြဖို့ဆိုတာဘယ်သူနဲ့ပဲဆက်ဆံမြန်မာပြည်ကလူနဲ့ပဲဆက်ဆံဥပမာ English နဲ့ပဲဆက်ဆံတာပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဆက်ဆံတာပဲဖြစ်ဖြစ်ကိုယ့်ဘက်က value ပေးနိုင်ရင်ဘယ်နေရာမှာမဆိုဘောင်းဝင်ပါတယ်အမေရိကမှာလည်းဘောင်းဝင်မယ်အိန္ဒိယမှာလည်းဘောင်းဝင်မယ်ဘင်္ဂလားဒေ့ရှ်မှာလည်းဘောင်းဝင်မယ်ဘာလဲဆိုတာကိုယ့်ဘက်ကကို skill set တွေ value ပေးဆိုင်တဲ့ skill set တွေရှိရမယ် value ပေးခြင်းနဲ့စိတ်ဓာတ်တွေရှိရမယ်လူတစ်ယောက်နဲ့တစ်ယောက်နဲ့ဆက်ဆံတဲ့အချိန်မှာကြောက်စိတ်မရှိရဘူးကြောက်စိတ်မရှိဖို့ဆိုတာကလည်းကိုအားငယ်တဲ့စိတ်တွေမရှိအောင်လုပ်ရမယ်အားငယ်တဲ့စိတ်တွေကဘယ်ကလာရဲဆိုတော့ညီလေးတို့ရှိမှချိုးဝင်းချက်တွေရှိလို့လာတာပါအဲ့တော့နောက်ဆုံးကဘာလဲကိုမချိုးဝင်းနေဘူးကိုတကယ်တော်တဲ့လူတကယ်လဲအားရကိုအားရနိုင်မဲ့လူဖြစ်အောင်လုပ်မှပဲဘယ်နေရာမှာမဆိုပေါင်းဝင်တာမှာဘယ်နိုင်ငံမှာမှမဟုတ်မြန်မာပြည်မှာလည်းအဲ့တိုင်းပဲအမေရိကမှာလည်းအဲ့တိုင်းပဲအရန်နေတခြားနိုင်ငံလူတွေကိုစောက်ထင်မကြီးပါနဲ့လူတွေဆိုတာဒါပါပဲကိုပြောချင်တာဘယ်နိုင်ငံပဲဖြစ်ဖြစ်အကိုတို့နိုင်ငံအဖြူတွေဆိုရင်စောက်ရမ်းအထင်ကြီးတယ်တကယ်တမ်းအဖြူတော်တော်များများတကယ်တမ်းစောက်သုံးမကြတဲ့လူတွေကြီးပဲအကိုတွေးခဲ့တဲ့အဖြူတွေတော်တော်များများဒါပေမဲ့အကိုတို့နိုင်ငံကကြာအဲ့လိုမျိုးအဖြူဆိုရင်ဖူးမှုတ်တာတို့ဘာတို့တကယ်တမ်းဒီကောင်းလေးဆိုတာဟိုဘာလဲဆိုတာဟိုသူတို့ရဲ့နိုင်ငံ system တွေကောင်းလို့လွယ်ကူလေးဖြတ်တန်းလာတဲ့လူတွေပါအကိုတို့ကမှကြမ်းတမ်းဖြတ်တန်းရတာအကိုတို့ကမှအခက်ခဲကြားတွေကမှဖြတ်တန်းရမှာအဲ့တော့ပြောချင်တာကိုယုံကြည်ချက်ရှိပါတခြားနိုင်ငံရောက်လို့အားမငယ်ပါနဲ့ဒီလိုယုံကြည်ချက်ရှိဖို့ကလည်းကိုလုံးမှာပဲဖြစ်မှာပါ